မှန်တာဘတူလ်နော်မင်းပြောတာမှန်တယ်ဆိုရင်အဝဂျက်ကဘတူလ်မင်းပြောတာမှန်တယ်အဝဂျက်ကဘတူလ်မင်းလောက်တာမှန်တယ်အဝဝဘတူလ်လားဟုတ်ပြီနော်မင်းမေးတာမှန်တယ်အဝတညဘတူလ်လားနော်ဘတူလ်ဆိုတာမှန်တာ right မှန်ကန်တာကိုပြောတာနော်အဲ့မှာပြီးတာကိုဘယ်လိုပြောမလဲအစင်သင်းဖြစ်တာအစင်သင်းဖြစ်တာကဆရာနော်အဲ့မှာပြီးပြီဆိုရင်အားလုံးအစင်သင်းဖြစ်နေပြီ ready ဖြစ်နေပြီဆိုရင်ဆူရာဆရာနော် ready မဖြစ်သေးဘူးအစင်သင်းမဖြစ်သေးဘူးဆိုရင်ဘလွန်ဆရာအလောကအစင်သင်းမဖြစ်သေးဘူးဆိုလဲဘလွန်ဆရာโอเคကွက်တိဖြစ်တာတိတိကျကျဖြစ်တာကွက်တိငမ်ဆိုတာကွက်တိဖြစ်တာတိတိကျကျဖြစ်တာဟုတ်ပြီနော်အဲ့လိုပုံစံလေးတွေမှတ်တာပါ